Hello ဒီနေ့တော့မေကလေတင်းဆန်းလေးလုပ်ပြပါမယ်တင်းဆန်းကိုမေကရောင်းတန်းဝင်အောင်ရောအိမ်မှာရောလှုပ်ဆောင်လို့ရအောင်လို့လုပ်ပြပေးပါမယ်Hello အားလုံးပဲမင်္ဂလာပါရှင်မေ channel လေးကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တော့မေကတင်းဆန်းလုပ်ပြမယ်ပေါ့နော်တင်းဆန်းနဲ့မှာအဓိကပါဝင်ပစ္စည်းတွေနဲ့စက်သားကိုအသုံးပြုထားတယ်ပဇွန်ထည့်တယ်ဝတ်သားပါမယ်ပြီးလို့ရှိရင်ကိုရီးယားကင်လေးတွေနဲ့ငယ်အသုံးပြုထားတယ်ပေါ့နော်ဝတ်သားကမထည့်လည်းရတယ်မေကတပင်ထည့်ထားတာပေါ့နော်တင်းဆန်းနဲ့မှာထည့်ဖို့အတွက်စက်သားလေးတွေကိုမေကအနေတော်လေးတုံးပါမယ်ဒါကြိတ်ရလွယ်အောင်လို့ပေါ့နော်ဒီလုံနီလေးကလေပြန်အောင်စားမယ်ဆိုတဲ့သူတွေအတွက်လည်းဒါလုပ်လို့ရတယ်ပေါ့နော်ပဇွန်မသုံးမဲ့နဲ့ငါးကိုသုံးမယ်ဆိုလို့ရှိရင်လည်းသုံးလို့ရတယ်ဒါပေမဲ့ငါးအနက်ကနန်တဲ့အတွက်ကြောင့်မလို့မိကတော့ပစုံကိုပဲသုံးတယ်ပေါ့နော်စက်သားလေးတွေကိုဒါတုံးတုံးလေးတွေလီးပြီးသွားလို့ရှိရင်ဒါမျိုးတိတ်ဆက်ထည့်မယ်ပေါ့နော်ပြီးသွားလို့ရှိရင်မျိုးပစုံလေးကိုဒါအမီးလေးကိုနည်းနည်းလေးယူပြီးတော့ဒါကိုလုံးလေးကိုထည့်မယ်ပေါ့နော်မိကတော့ပစုံအသုံးပြုရတော့ပို့ပြီးတော့ကြိုက်တယ်ဒါပေမဲ့ရောင်းမဲ့သူတွေဆိုလို့ရှိရင်တော့ပစုံကိုစက်သား3စားဆိုလို့ရှိရင်ပစုံထည့်ပစုံတစားထည့်ပေါ့နော်ဒါမှပစုံပလေးပါလို့ရှိရင်ပို့ပြီးတော့အီးထုတ်ထုတ်လေးနဲ့ပို့ပြီးတော့စားလို့ကောင်းတယ်ပေါ့နော်စောစောနာပြောခဲ့သလိုပဲငါးချစ်ကိုအစားထိုးပြီးတော့သုံးမယ်ဆိုလို့ရှိရင်လည်းဒါအဆင်ပြေပါတယ်အခုခေတ်မှာကဒင်းဆန်တစ်ပေါင်းကို3-4တောင်လောက်ဆိုတော့မေတို့ဒါအိမ်မှာလို့စားတာကုန်ကြစည်တတ်ပြီးတော့ဒါပို့ပြီးတော့ကြိုက်တယ်ပေါ့နော်ဒီနေရာမှာမေကဒါဟင်းသီးရွက်စီမထည့်ခြင်းလို့ဝက်စီကိုထည့်ထားတယ်ဒီနေရာမှာဝက်စီမထည့်ဘဲနဲ့ဟင်းသီးရွက်စီထည့်မယ်ဆိုလို့ရှိရင်လည်းဟင်းသီးရွက်စီကိုထည့်ပြီးတော့အသုံးပြုလို့ရပါတယ်မေကတော့ဝက်စီကိုအသုံးပြုထားပါတယ်ဒါဆိုလို့ရှိရင်အသားကျိတ်ဖို့အတွက်အဆင်သင့်ဖြစ်ပြီပေါ့နော်။ကဲမီတို့အသားတေးကိုရတာနှပ်ဖို့အတွက်ကိုတကြားကိုလက်ပတ်စားစွန်းနဲ့ဒါနှစ်စွန်းထည့်တယ်ပြီးတော့ရင်စသားမုတ်ကိုအနှဲငယ်ထည့်တယ်စားလေးအနှဲငယ်ထည့်ပါတယ်ပြီးရင်ပဲငပြိုင်ကြီးကိုတော့ဒါ teaspoon နဲ့3စွန်းထည့်တယ်ပေါ့နော်ပြီးရင်ဒါကနှမ်းစီပါနှမ်းစီလေး3စွန်းထည့်ပါတယ် QC ကိုတော့မေ2စွန်းလောက်ပဲထည့်တယ်ပေါ့နော်ပြီးပြောင်းကုန်မှုကိုလည်းဒါ3စွန်းလောက်ထည့်ပါတယ်ကော်မုတ်ကအရေးများသွားရင်လည်းမကောင်းဘူးပေါ့နော်ကဲပြီးတော့လို့ရှိရင်မိတို့ဒါကြိတ်ပြီးလိုက်ပဲပေါ့နော်စက်နဲ့ကြိတ်ပြီးတော့လို့ရှိရင်မိတို့ဒါလက်နဲ့တစ်ခေါက်ထပ်ပြီးတော့မှုမယ်ပေါ့နော်ကဲပြီးတော့လို့ရှိရင်မိတွတ်တွန်ဖြူနဲ့ချင်းနဲ့ထောင်းထားတဲ့အယူညှစ်ထည့်မယ်ဒါဆိုလို့ရှိရင်အနက်လေးပို့ပြီးတော့မှုသွားပြီပေါ့နော်သူ့ကိုလက်နဲ့မှုတဲ့အခါမှာလေးတစ်ဖက်သေးကိုမှုပေါ့နော်ဆိုင်ကြီးတွေမှာတော့တို့ကတော့စက်ကြီးရင်းနဲ့မှုတယ်ပေါ့နော်မိတော့အိမ်မှာဒါလက်နဲ့ပဲမှုတယ်ကျိတ်ဆက်ကလည်းအဲ့လောက်ကြီးမှုလို့မရဘူးပေါ့နော်15မိနစ်20ကမှုလို့မရဘူးဘာဖြစ်လို့ဆိုတော့လောင်သွားမှာဆိုလို့ပေါ့နော်ကဲလိုမျိုးမှုရဒီနေရာလေးကတော့နည်းနည်းပင်ပန်းနေပေါ့နော်မိဆိုရင်လက်မှာသွေးကြီးနည်းနည်းဥသွားတယ်ပေါ့နော်အဲ့မှာမွေးနေနဲ့အသားလုံးဝအဲ့လိုမျိုးစီးပိုင်ပြီးကတ်နေပြီဆိုလို့ရှိရင်တော့ဒါဆိုရင်အသားကြီးတော်တော်လေးဖြစ်ပါပြီပိုးပြီးကောင်းအောင်လို့ရေခဲတက်တာတွေမှာနိုင်ဝတ်နှက်ထားမယ်ပြီးတော့ရင်ဒါအပေါ်မှာတင်မဲ့ကိုရီးယားအကင်လေးတွေကိုပေါ့နော်ဒီလိုမျိုးလေးတွေလီးပြီးဖြတ်ပေးမယ်ပိုင်ပေးပါမယ်အခုပြောချင်တာကျွန်မဗီဒီယိုတွေကိုကျွန်မချွေးတန်ရဲနဲ့ရိုက်ထားတဲ့ဗီဒီယိုတွေဘယ်သူ့မှကုယူဖော်ပြခွင့်မပေးပါဘူးเนาะကဲဒါကတော့ရင်းနှီးလိုက်ပါကို channel မှာကိုပတ်စံနဲ့ကိုဘာသာကိုရှာချင်တယ်ဆိုလို့ရှိရင်ကိုချွေးနဲ့ရင်းပြီးကိုဘာသာကိုရိုက်ပေါ့နော်သူများရိုက်ပြီးသားတွေကို TikTok ပေါ်မှာတင်တာတွေဒီလိုမျိုး YouTube channel တွေပြန်ထောင်ပြီးတော့တင်တာတွေကိုလာမလုံးနဲ့ပေါ့နော်မိတ်စီမှာလည်းလာပြီးတော့အောက်ကနေပြီးတော့ comment နေပြီးတော့လာတောင်းတာမျိုးလည်းမလုပ်ပါနဲ့မပေးပါဘူးเนาะဒါကတော့လွယ်ပါရဲ့เนาะစောစောနိုင်ရင်းနှီးပြလေးတွေကိုဒါထည့်ပြီးတော့လိမ့်လိုက်တယ်ပေါ့เนาะအသားလေးတွေထည့်ပြီးတော့လိမ့်လိုက်ပါတယ်ပြီးတော့လို့ရှိရင်ဒါဒင်းဆန်ထည့်မဲ့ဘန်တွေကိုစီလေးတုပ်တယ်လက်ကိုစီလေးတုပ်တယ်အသားတွေလုံးတဲ့ခါမှာဒါကတ်တော့မှာဆိုလို့ပေါ့เนาะပြီးတော့ရင်ကိုလိုချင်တဲ့ပမာဏလေးယူတယ်ဒီယူတဲ့ပမာဏများသွားတယ်ဒါကိုပြန်လျှော့တယ်ပေါ့เนาะဒါကိုမေကလေပထမဦးဆုံးလှုပ်ရှားတာပေါ့နော်ပထမဦးဆုံးလှုပ်ရှားတဲ့အခါမှာဒါဆိုင်ရတာနဲ့လုံးဝတူတဲ့အတွက်ကြောင့်မို့လို့ဒါပိုးရှင်းလေးနည်းနည်းသေးပြီးတော့အမောက်ပမာဏလူရင်းစီစောင်းနိုင်တဲ့ပမာဏလေးရောင်းမယ်ဆိုလို့ရှိရင်အဲ့လိုလူမျိုးတွေအတွက်ဒါအသုံးဝင်တဲ့နီလန်းလေးပါနော်ဒီဟာဆိုလို့ရှိရင်ကွာမီဆိုလို့ရှိရင်ငွေမောက်ကဘယ်လောက်မှမကြောက်13000နဲ့600ဝန်းကျင်အဲ့လောက်ပဲကြာတယ်ပေါ့နော်အဲ့ဒါကိုမှဒီလိုအများကြီးရတယ်ပေါ့နော်ဒါတော့မှဟိုမှာရင်းကြီးချောင်းတစ်ချောင်းကျန်နေသေးတယ်ပေါ့နော်အဲ့ဒါကိုရှိုက်တီထဲမှာပါဖို့တော့ကိုသူကမေ့သွားတယ်ပေါ့နော်အရင်ဦးဆုံးတရားတွေရင်ပေါင်းပါမယ်အဓိကလျှို့ဝှက်ချက်ကလာပါပြီကဲရင်ဦးဆုံးပေါင်းမယ်ဆိုလို့ရှိရင်ဒီရွေနွေးကိုအရင်ဦးဆုံးစုအောင်အရင်တရပါတယ်ဒီရွေနွေးစုပြီးဆိုတော့မှပေါ်ကနေပေါင်းကန့်ကွက်တင်မယ်ပြီးတော့မှကိုပေါင်းခြင်းနဲ့တင်ဆန်းအသားတွေကိုပေါင်းမယ်ပေါင်းတဲ့အခါမှာလည်းလုံးဝ10မိနစ်တက်ပို့ပြီးတော့မပေါင်းနဲ့ပေါ့နော်ကြာသွားတယ်ဆိုလို့ရှိရင်မီးပြင်းပြင်းနဲ့10မိနစ်တက်
ကြာသွားလို့ရှိရင်ပေါင်းလာလို့ရှိရင်ဒီဟာလုံးဝမာသွားတယ်ပေါ့နော်အေးထုတ်ထုတ်နဲ့စားမကောင်းဘူးအဲဒါကြောင့်မို့လို့ဒါ10မိနစ်ပဲပေါင်းမယ်ပေါ့နော်ပြန်နှွေးတာဘာညာဆိုလို့ရှိရင်မီးအေးအေးနဲ့ပြန်ပေါင်းတာတော့ကိစ္စမရှိဘူးပေါ့နော်မီးပြင်းနဲ့ပေါင်းလာပြီးတော့ဒါအကြိုင်းမပေါင်းလာဖို့လိုအပ်ပါတယ်အဲ့ဒါကတော့အဓိကအချက်ပါ10မိနစ်ပြည့်လို့ဒါဖွင့်ကြည့်လိုက်တဲ့အခါမှာအိုးပေါင်းခံရေလေးတွေနဲ့လုံးဝကိုစားကောင်းမယ်မေးတင်းဆန်းအပေါင်းလေးတွေပေါ့နော်လှလဲလှတော့ဆိုတော့လေအပြင်မှာကာလာလေးကပိုးပြီးလာတယ်ပေါ့နော်ခဲပြီးသွားရင်တော့ရှင်ကြီးလေးကိုထပ်ပြီးတော့ပေါင်းပါမယ်သူ့ကိုလည်း10မိနစ်ပဲပေါင်းပါမယ်ပေါင်းပြီးသွားရင်တော့သူ့ကိုဒါအကွင်းကွင်းလေးတွေလှီးပေးလိုက်မယ်နော်အရင်လှတယ်တွေ့လားဒီမှာလုံးဝအများကြီးရတယ်ဒီတစ်ခုလည်းနည်း1300တော်တန်းတယ်ဒါကတော့ပေါင်းပြီးချင်းမှာပဲမနေနိုင်လို့တခုယူမီးရဲ့မေရဲ့အပြင်ကပုံမှန်အတန်ပါအဲ့ဒီမှာ share ပဲဆိုတဲ့အတန်ကြီးကိုသာနားထောင်ကြည့်ပါဘယ်လောက်ကောင်းလဲမကောင်းလဲမိုင်းနေတာကွာခေါင်းလိုက်တာကိုတာနာပဲဒါတို့တွေကပေါင်းခံလာလို့ထွက်တဲ့အရေးလေးတွေပေါ့နော်အရေးလေးလည်းကောင်းတယ်ဆိုင်နေမှာဆိုဒီပေါင်းခံရင်ရဖို့အတွက်ကိုတို့ကချက်ပြုတ်ရည်နဲ့ပန်းကပြာရဲ့အကြီးနဲ့ချက်သားမုံနဲ့ QC နဲ့အဲ့လိုမျိုးစမ်းကြရတယ်လေအဲ့မှာစမ်းရမလို့လုံးဝကောင်းမွန်တော့ဟေးဒီနေ့တိုင်းသာလို့စားကြည့်စမ်းမိုက်ဟိုကြစိတ်ရအလောက်မများဘူးယိုဒီအကင်က2000မို့ဈေးဘဲဦးက800ပစုံက6000ချက်သားက9500တဝက်ဝက်တော့3000နဲ့3500ပဲထားတာเนาะကျွန်တော်အိမ်မှာကိုပစ္စည်းရှိရအဲ့လောက်နဲ့ကိုဒီမှာဖိတ်ပြအောင်လုံးဝစားလို့ရ